ဒီနေ့ teacher ရှင်းပြပေးမှာကျတော့ law of exponent ထဲက power of a product တွေရဲ့ power ကိုဘယ်လိုမြှောက်မလဲဆိုတာကို teacher ရှင်းပြပေးသွားမှာဖြစ်တယ်ဆိုတော့ power of a product မှာသူ့ရဲ့ law ကဘာရှိလဲဆိုတော့ a multiply b ဒီထဲမှာဒီ a နဲ့ b နဲ့ကြားထဲမှာဘာမှမပါတာသူ့ရဲ့ကြားထဲမှာ multiply sign ရှိတယ်အမြောက်လက္ခဏာရှိတယ် ab the whole power x equal to a power x b power x ဆိုတော့အဲ့တော့ဒီချက်တော့တွက်ပြပေးသွားမှာဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာဒီချက်ဒီနေရာမှာ a ကို2 b ကို3 x ကိုကြတော့ဒီချက်က2လို့ပဲထားလိုက်မယ်ဒါဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ကကြတော့ဘာလဲဆိုတော့ ab the whole power x ဆိုတာဒီချက်ကဒီ x နဲ့ a ကိုတစ်ခါ power လာတင်တယ် b ကိုတစ်ခါ power လာတင်တယ်အဲ့လိုမျိုးဖြစ်သွားတာအဲ့ဒါကြောင့် a power x b power x ဆိုပြီးတော့ဖြစ်သွားတာဒါဆိုရင်ဒီချက်ကသူ့ကို left hand side ရဲ့ right hand side ကိုသုံးပြီးတော့တွက်ကြည့်မယ်ဆိုတော့ပထမဆုံး left hand side အနေနဲ့ကကြတော့ဒီနေရာမှာ a ရဲ့နေရာမှာဒီချက်ဘာကိုထည့်ထားလဲဆိုတော့2ကိုထည့်ထားတယ်အဲ့ဒါကြောင့်2 multiply b ရဲ့နေရာမှာ3 x ရဲ့နေရာမှာကျတော့ the whole power 2ဆိုတော့ဒီချက်ကသူ့ကိုမြောက်ကြည့်မယ်မြောက်ကြည့်တော့ဘယ်လောက်ရတာမှလဲ6 power 2ဆိုတော့ဒီ 6 power 2နဲ့ဒီ6 multiply 2နဲ့မတူဘူးเนาะဒီ6 power 2ဆိုတော့တနည်းအားဖြင့်6ကိုနှစ်ခါမြောက်တာအဲ့ဒါကြောင့်ဘယ်လောက်ရမှာလဲဆိုတော့36ဆိုတော့ဒီ left hand side ဟာ36ရတယ်ဒါဆိုရင် right hand side ကိုဒီချက်ကိုတွက်ကြည့်မယ် right hand side ကကြတော့ a ရဲ့နေရာမှာ2ကိုထည့်တယ်x ရဲ့နေရာမှာလည်းဒီချက်တော့ဒီအောင်ထည့်မှာနော် x ရဲ့နေရာမှာလည်း2ကိုသွားထည့်တယ်ဒီကြားထဲမှာလက္ခဏာဘာမှမရှိဘူးဆိုတော့အဲ့ဒါ multiply sign ရှိတာ b ရဲ့နေရာမှာ3ဆိုတော့ x ရဲ့နေရာမှာလည်း2ကိုပဲဒီချက်တော့သွားပြီးတော့ထည့်တယ်ဆိုတော့ဒီ2 power 2ဆိုတော့နှစ်ကိုနှစ်ခါမြောက်တော့ဘယ်လောက်ရလဲဆိုတော့4 3 square ဆိုတော့လေဒီဟာကျတော့3ကိုနှစ်ခါမြောက်တာ3ကိုနှစ်ခါမြောက်တော့ဘယ်လောက်လဲ9 equal to ဆိုတော့9နဲ့4နဲ့မြောက်တော့36အဲ့ဒါကြောင့်ဒီမှာ left hand side equal to right hand side ဆိုတော့ကျတော့ဒီအပေါ်ကဟာလေးဟာပါလေအတူပဲ left hand side နဲ့ right hand side နဲ့အတူပဲဒီ rule လေးကိုဒီချက်ကတွက်ပြပေးတာเนาะ